17ချိန်တော့17ချိန်မှာ3ခုနှစ်ပတ်လေရခဲ့တဲ့အဆက်ကလေးကိုတင်ပေးလိုက်မယ်ပေါ့အားလုံးပဲကြည့်ကြအောင်ပါကလင်နာတစ်ကြောလုံးမှာ635ဆိုတဲ့ကဏ္ဍ3ကပ်ပဲရှိရ82ခုနှစ်မှာတစ်ချိန်2012မှာဒုတိယချိန်မှာတစ်ချိန်2023မှာတစ်ချိန်အဲ့လို635 3ကပ်တဲသွားတယ်ပေါ့ပထမကပ်ကိုကြည့်ကြအောင်ပါ635ရဲ့တပင်ကျော်မှာ1 2 3ချိန်များကိုတစ်နောက်တွဲအငိမ့်နဲ့ကျသွားတယ်ဒုတိယကပ်635ရဲ့တပင်ကျော်မှာ1 2 3ချိန်မှာ39ကအောက်ဆုံးမှာမလို့အပေါ်မှာကြည့်ကောင်းလို့ရေးထားလိုက်တယ်39အတွဲလေးက39နောက်တွဲအငိမ့်နဲ့ကျသွားတယ်635လို့တပင်ကျော်လိုက်တဲ့အချိန်မှာ1 2 3ချိန်မှာ3နှစ်တွဲဒီမှာတော့နောက်ပိတ်မကြဘဲနဲ့3နှစ်မှာလက်စားသွားတယ်ပေါ့3နှစ်အခွနဲ့ကျသွားတယ်အဲ့3နှစ်အတွဲနဲ့ကျသွားပြီဘရိတ်ကကျွန်တော်ဘယ်လိုဖမ်းလိုက်တယ်ဆိုတော့89ခုနှစ်မှာ3ခွန်လို့တဲသွားတယ်ချင်းတဲသွားတယ်အဲ့3ခွန်ရဲ့အောက်ကနေ1 2 3 4ချိန်မြောက်မှာ338 4ဘရိတ်လို့ဘရိတ်လေးရိုက်သွားတယ်89ပြီးတော့2001ခုနှစ်မှာ3ခွန်လို့နောက်ပိတ်လေးပိတ်သွားတဲ့အချိန်မှာ1 2 3 4ချိန်ပထမရှိကလို့4ချိန်မြောက်မှာ4ဘရိတ်လို့ပဲတဲသွားတယ်2005ခုနှစ်မှာ3ခွန်လို့တဲသွားတဲ့အချိန်မှာ1 2 3 4ချိန်များ4ဘရိတ်လို့ဘရိတ်လေးရလိုက်ပြီးတယ်2025ခုနှစ်မှာ3ခွန်လို့တဲသွားတယ်အောက်မှာ1 2 3 4ချိန်မှာ4ဘရိတ်ဆိုပြီးကျွန်တော်ကတော့93နှစ်ဆိုပြီး93နှစ်လို့ပဲထိုးလိုက်တယ်3နှစ်နောက်တွဲလေးနဲ့ပထမကပ်ကိုပြန်ကြည့်အောင်ပါ635လို့တဲတာ3ကပ်ရှိရ635ရဲ့တပင်ကျော်မှာ1 2 3ချိန်မြောက်မှာကိုတစ်အတွဲလေးကကိုတစ်နောက်ပိတ်နဲ့အတွဲအငိမ့်ကျသွားတယ်ဒုတိယကပ်လေးကိုကြည့်လိုက်အောင်ပါ635ဆိုတဲ့ကဏ္ဍလေးကတပင်ကျော်မှာ1 2 3ချိန်မှာ3ခွန်နှစ်ဆိုတဲ့ကဏ္ဍလေးကအခွာကဏ္ဍလေးကနောက်ပိတ်လိုက်နေတာ932နှစ်ဆိုပြီးကျသွားတယ်တတိယအချိန်မှာ632နှစ်တပင်ကျော်1 2 3ချိန်မှာ3နှစ်အတွဲလေးက3နှစ်နောက်ပိတ်ဆိုပြီးကျွန်တော်က3နှစ်နောက်ပိတ်ဆိုပြီး3ခွန်ထောင်းတာအဲ့ရဲ့4ပင်မြောက်မှာ4ဘရိတ်ဆိုတော့3နှစ်93နှစ်ဆိုပြီးကျွန်တော်ကတော့ဒဲတစ်ပေါက်တည်းထိုးလိုက်တာပတ်လေရသွားတယ်ပေါ့အဲ့ရဲ့အဆက်ကလေးကတောက်လျှောက်အလုပ်လုပ်နေရ635လို့တပင်ကျော်လိုက်တာနဲ့1 2 3ချိန်မှာကိုတစ်အတွဲကိုတစ်လို့ကြားတယ်လို့635ရဲ့တပင်ကျော်လိုက်တဲ့အချိန်မှာသူ့ရဲ့ဇောင်းက139အတွဲလေးက139အတွဲလို့ပြန်ပြေးသွားတယ်ဒုတိယကပ်လေးကြည့်လိုက်ကြအောင်ပါ635ရဲ့တပင်ကျော်မှာ1 2 3ချိန်မြောက်မှာ32အတွဲလေးက31နောက်ပိတ်လေးနဲ့ကြားတယ်လို့ပဲအခု635ရဲ့တပင်ကျော်မှာသူ့ရဲ့ဇောင်းကဏ္ဍကိုတစ်အတွဲလေးကကိုတစ်တွဲနဲ့ပြန်ကျပြေးသွားတယ်အခုလဲ2025ရောက်ကဒီရောက်ကမှာ635ရဲ့တပင်ကျော်မှာ5တွဲလေးက5တွဲလို့ပြန်ကျပြေးမလားဒါမှမဟုတ်ရင်934အချမ်းများအပြင်934 1 chain ကျွန်တော်ကတော့5တွဲနဲ့ပို့ကြိုက်တယ်အဲ့ဒါလေးကို9ခါလေးနဲ့ကျွန်တော်9ခါလိုင်းလေးကိုပြပေးပါမယ်ကလင်နာတစ်ကြောလုံးမှာ35နှစ်ဆိုတဲ့ကဏ္ဍခွေတာ9ကက်ရှိတယ်35နှစ်လို့ခွေလိုက်တာနဲ့9ခါအငိမ့်နဲ့တစ်ဘရိတ်ကျသွားတယ်ဒုတိယကတ်အနေနဲ့35နှစ်လို့ခွေလိုက်တဲ့အချိန်မှာ9ခါနဲ့
တစ်ပရိတ်လို့ရိုက်သွားတယ်တတိယကတ်မှာ82မှာတစ်ခုနှစ်မှာ82ခုနှစ်မှာ35နှစ်လို့ခွေးသွားတဲ့အချိန်မှာဒီကောင်တစ်ခုပဲဖောက်သွားတယ်ပေါ့35နှစ်ကို9ခန်းနဲ့တစ်ပရိတ်မကြဘူးနော်အဲ့လေးကတ်မြောက်မှာကျတော့35နှစ်35နှစ်ကိုပြန်ပြီးတယ်ပေါ့35နှစ်လို့ခွေတဲ့အချိန်မှာ9ခန်းနဲ့တစ်ပရိတ်လို့ပြန်ပြေးသွားတယ်2025ရောက်ကတ်မှာတော့35နှစ်ဆိုပြီးခွေသွားတယ်9ခါလေးနဲ့ဒီကောင်1 chain ဆိုတော့9ခါလေးနဲ့9ခါတစ်ပရိတ်ဆိုတော့ဒီကောင်435 1 chain 435 chain 435 chain ကိုကျွန်တော်က45တွဲလေးနဲ့တစ်ပရိတ်ဆိုတော့45နှစ်ဆိုပြီးဒယ်လေးတစ်ကွက်ကျွန်တော်ကထုတ်ပေးလိုက်တယ်ပေါ့အဲ့လိုပဲဒီကောင်1 chain လေးကတောက်လျှောက်ပြီးမဲ့သဘောဒီတစ်မျိုးပေါ့နောက်တစ်မျိုးစဉ်းစားကြည့်တာ359လို့ခါလေ3လုံး359လို့ထောင်တဲ့အချိန်မှာဒီဘက်ကဏ္ဍလေးကဒီလို1 chain ပြီးသွားတယ်81ပြီးတော့90ခုနှစ်မှာ359လို့ထောင်တဲ့အချိန်မှာဒီကဏ္ဍလေးကဒီဘက်ကဇွန်1 chain 2012ခုနှစ်မှာ359လို့ထောင်တဲ့အချိန်မှာဒီခဏလေးကဒီဘက်က1 chain 359လို့ထောင်တဲ့အချိန်မှာဒီခဏလေးကဒီဘက်မှာ1 chain ပြီ2025 359လို့ထောင်သွားပြီထောင်သွားတယ်ဒီဘက်ခဏလေးကဒီဘက်1 chain 1 chain ကို5တစ်ပရိတ်ကိုပို့ကြိုက်တယ်5နှစ်ဆိုတဲ့ခဏလေးကိုကျွန်တော်အလုံးတင်ပေးလိုက်တယ်เนาะအလုံးကံကောင်းကြပါစေ